လေးတွေစကားပြောတတ်ပါသလားအိမ်ကိုသတင်းစကားပါပေးပါရေချပြေချဝေးရမအမေသာချမ်းသာလှုပ်တွေလေကြိုးစားယုံကြည်အပန်းတို့ပွင့်ချိန်မှာအိမ်ကိုပြန်လာခဲ့မှာပါ